ပြီးဖို့ကြောင့်တော့အပူခံနိုင်တဲ့ဆီလီကွန်ပစ္စည်းလေးတွေပြပေးမယ်နော်ဒီပန်းမိုလေးက topping အတွက်သုံးမယ်ဆိုရင်ပို့ပြီးတော့လှမယ်နော်ဒါလေးကပန်းနောက်တစ်မျိုးပါဒါလေးကပန်းပုံစံ9မျိုးရပါမယ်ဒါလေးကနှင်းစီပန်းပုံလေးပါဒါလေးကတော့အရွက်ကလေးပါဒါလေးတွေကတော့ချောကလက်နဲ့ဂျယ်လီလုပ်တဲ့အခါမှာသုံးတဲ့မိုလေးတွေပါဒါကတော့ birthday cake အလှဆင်တဲ့အခါမှာသုံးရင်ကောင်းမယ်နော်ဒါကအသီးမိုလေးပါဒါကအသေးနဲ့ star လေးနော်ဒါကတော့တံမြာသီးတို့လိမ္မော်သီးတို့ပုံဖော်လို့ရှင်သုံးလို့ရမယ်နော်ဒါကတော့အစားအစာသုံးတဲ့အခါမှာညှက်ဖို့အတွက်ညှက်ကလေးတွေပါစိုက်2မျိုးရှိပါမယ်ဒါက 5-in-1 kitchen set လေးပါ5မျိုးပါပါမယ်ဒါကဆီလီကွန်ကာဗာလေးပါစိုက်က6မျိုးပါမယ်နော်အဖုံးမရှိတဲ့ခွက်ကလေးတွေကိုအခုလိုမျိုးအသုံးပြုမယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတယ်နော်ဒါကအသေးပုံမို့အကြီးနော်အောက်မှာတောက်ပါတဲ့အတွက်ကြောင့်မုတ်လုတ်တဲ့အခါမှာပုံပြက်မှာပူစရာမလိုဘူးနော်ဒါလေးကလည်းတောက်ပါတယ်သူက size အသေးပါသူက7 cm size cupcake မို့လေးပါဒါလေးတွေကတော့5 cm size ပန်းမို့လေးတွေပါကြောက်ကြောနဲ့ကွေတာလန်းတို့မုတ်လေးလုပ်တဲ့ခါမှာသုံးတယ်နော်ဒါကစီတုပ်တဲ့ brush ပါဒါလေးကတော့ဘူးထဲကိုစီထည့်ပြီးတော့သုံးရတာပါစီတုပ်တဲ့မုတ်တွေလုပ်မယ်ဆိုလို့ရှိရင်တော်တော်အဆင်ပြေပါတယ်ဒါကဆေးထိုးအပ်ပုံစံမျိုးပန်လေးပါအရေးကိုဆေးထိုးအပ်ပုံစံမျိုးစုပ်ပြီးတော့လိုချင်တဲ့နေရာကိုပြန်ထုတ်တဲ့အခါမှာပန်လေးကိုညှစ်ပြီးတော့အသုံးပြုလိုက်ရုံပဲเนาะဒါကတော့မှွေချင်တာမှွေဖို့အတွက် size လေး2မျိုးရှိပါမယ်ဒါကဆီလီကွန်ရိုလာနဲ့ဆီလီကွန်မတ်လေးပါဂျုံနဲ့ပတ်သက်တဲ့မုတ်တွေလုပ်ဖို့အတွက်ဆောင်ထားတင်ပါတယ်ခုထပ်ပို့ပြီးတော့သိချင်တာရှိသေးတယ်ဆိုလို့ရှိရင် message box နဲ့ Viber ကိုလာခဲ့ပါနော်